မင်္ဂလာပါရှင်တိုက်ကြီးမျိုးပေါ့မင်္ဂလာပါရှင်တိုက်ကြီးမျိုးအုပ်ပုံစုအောင်ချမ်းသာရက်ကွက်ထဲကပြည်လမ်းမနဲ့အနီးဆိုဒီမှာပြည်လမ်းမပေါ့နော်ဒီရှေ့မှာရထားလမ်းရဲ့အရှေ့မှာပြည်လမ်းမကြီးရှိပါတယ်ရှင်ဒီကိုလာဖို့ဆိုကားဖာညာလည်းဝင်လို့ရပါတယ်ဟိုမှာမြင်းနီလမ်းကြီးကနေကားကြီးကားသေးအကုန်ဝင်လို့ရပါတယ်ရှင်လမ်းကြီးကပေ20ကျယ်ပါတယ်နော်ပေ20ကျယ်တဲ့လမ်းကြီးဖြစ်ပါတယ်ရှင်ပြည်လမ်းမဟိုမှာပြည်လမ်းမကြီးပါပြည်လမ်းမပြင်ရထားလမ်းပြီးလို့ရှိဟိုမှာပါအဲ့လမ်းကနေဒီခြံကိုရောက်ပါတယ်ရှင်အဲ့တော့ပြည်လမ်းမနဲ့အနီးဆုံးခြံဝန်းလေးပေါ့နော်တိုက်ကြီးဈေးတွေကိုသွားမယ်ဆိုဆိုင်ကယ်နဲ့3မိနစ်ဆိုရောက်ပါတယ်ဒီဟာလေးကခြံဝန်းလေးကတော့ဒီခြံဝန်းလေးဖြစ်ပါတယ်ရှင်အပင်တွေပါမယ်ပေါ့နော်ဒီအုတ်တတိုင်းကနေမျက်နှာဝ40တိုင်းပေးပါမယ်ရှင်ပိုင်ရှင်အမီပေါက်လေးပါနော်ပိုင်ရှင်မြို့မြေဧရိယာထဲမှာပါတယ်ပိုင်ရှင်အမီပေါက်လေးပါမျက်နှာဝ40ဟိုမှာဒီမှာမယမ်းပင်တွေပါမယ်တရက်ပင်တွေပါမယ်ဒီမှာခြံစည်းဥပတ်လည်းမှာတော့ဒီမှာနော်တရက်ပင်တွေအုံးပင်တွေမကြီးပင်တွေမှာဒီ channel အလဲကောင်မှာလည်းအများကြီးပါပဲအပင်တွေပေါ့နော်မျက်နှာ40နောက်ကိုပေး100ရှိတဲ့ဒုမြို့မြေ area ထဲမှာပါတယ်ဒီခိုင်မာတဲ့ခြံဝန်းလေးကို3650ကိုပပပဲညှိနှိုင်းပေးမှာပါနော်အများကြီးမလျှော့ပါဘူး3650ကိုပပညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ဒီမှာပါနောက်ကိုပေး100ကျဲပါတယ်ရှင်ပြေစာအမီပေါက်ကဒီခြံတဝန်းလုံးထွက်ထားတဲ့အတွက်ခွဲယူရမှာဖြစ်ပါတယ်ရှင်အမီပေါက်ကိုယ့်ဘက်ကိုခွဲထုတ်ရပါမယ်ဒီခြံတဝန်းလုံးကိုပိုင်ရှင်အမီပေါက်ပါဒီဘက်ခြံလေးကိုပိုင်းအောင်တာပါမျက်နှာ40နောက်ကိုပေး100ဒီမှာဘေးကအုတ်တတိုင်းကနေစပြီးဒီဘက်ကို40တိုင်းပေးပါမယ်ရှင်ဒါတော့ပြည်လမ်းမနဲ့အနီးဆုံးဈေးနီးကျောင်းလေးပေါ့နော်ဒီခြံဝန်းလေးကို3650ကိုပပလေးပဲညှိနှိုင်းပေးမှာပါရှင်ကဲဒါလေးကအင်မတန်တန်တဲ့အတွက်ဥလို့ရပါမယ်ရှင်